ခုကျွန်တော်မူးမစ်ဘာနေပြီးတော့မှာထားတဲ့ဒါသူ့ရဲ့အာဟာရပါပေါ့နော်ဒီနေ့ရဲ့ food review လေးကတော့ကျွန်တော်စမ်းချောင်းမြို့နယ်ထဲမှာနာမည်ကြီးအာဟာရဆိုင်ပေါ့တော်တော်များများလဲတည်ပြီးသားဖြစ်မှာပါအဲ့တော့ကျွန်တော်နဲ့တူလိုက်ခဲ့ကြပါဗျာဆိုင်လေးကတော့ကျွန်တော်တို့ဘိုလမ်းမပေါ်စမ်းချောင်းအထက်ကလေးကျောင်းရှိမှဖွင့်ထားတဲ့မူးမစ်ဘာလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့သူ့ရဲ့မီနူလေးပါခင်ဗျာကျွန်တော်ကတော့မူးအာဟာရနဲ့နိုးမလိုက်မှာထားလိုက်ပါတယ်ခုကျွန်တော်မူးမစ်ဘာနေပြီးတော့မှာထားတဲ့ဒါသူ့ရဲ့အာဟာရပါပေါ့နော်ဒါသူ့ရဲ့အာဟာရကတော့ကျွန်တော်တို့ကျုပ်ပါမယ်ပြီးတော့ပမုတ်တစ်ချက်ပါမယ်ကျွန်တော်တို့ပြီးတော့အပြောကြီးကတော့ကြိုက်တာယူလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်အစစ်ဆန်ပေါ့နော်ဒါကတော့အစုံပေါ့နော်အရာတွေပါမယ်ဒီကောင်ကတော့တပွဲကို6000ပေးရပါတယ်နောက်တစ်ခုကတော့ဒီလုံးမလိုက်ပေါ့ကျွန်တော်ဒါကို try ကြည့်ချင်နေရဗျာအဓိကကတော့လေဒီကောင်တပွဲကို9000ပေးရတယ်ဗျာရတာဘယ်လိုနေလဲဆိုတာကျွန်တော်တို့စားကြည့်ကြအောင်နော်ဒီအဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီဟာနေစပြီးကြည့်ကြရအောင်အရင်ကကြီးကျင်နေတော့သူသိကြိုက်တယ်ဆိုတော့ပေါင်မုတ်ကိုတော့ပေါင်မုတ်ကြံလေးကိုတောင်းပေးထားအောင်နော်မူရကအေးလေးနဲ့ဗျာအဲ့လိုကောင်းတယ်လူလေးကအေးရောပိုပြီးကောင်းတယ်ပေါ့နော်ပြီးတော့တပည့်ကောက်ရတာပေါ့နော်ဒီ6တို့တီယိုဆန်တို့ဗျာအဲ့အကြီးပါတော့တော်တော်ဆုံးဆုံးပဲဒီမှာကျုပ်လေးကိုကျွန်တော်ခွဲလိုက်ဟေးကျုပ်လေးခွဲပြီးတော့ကျွန်တော်စားကျုပ်ကိုကာချက်ပြုတ်ပေးတာဗျာကျုပ်ကာချက်လေးနဲ့ပေါ့အဲ့တော့ကျွန်တော်ကြောလိုက်မယ်ဟိုငါပြောသည်ကိုကြီးချမ်းနေပြီးဝင်ရွေးလို့ရတာလေးရတယ်မဆိုးဘူးပေါ့နော်ငါပြောသည်ကြီးချမ်းလေးထည့်မယ်ပေါင်းဖို့ရကျုပ်ရဒီကြတဲ့ပုံကောင်းတယ်ဗျာကျွန်တော်ပထမတော့ကျွန်တော်ပြီးမွေးနေစားဖို့ပြီးမွေးကြတော့ဗျာအထူတိုင်းရှိတယ်ပေါ့နော်အထူတိုင်းရှိရဆိုတော့ဒီကောင်စိတ်နာနဲ့ကြာတယ်ပို့ပြီးတော့ဒီဝါမှာကျွန်တော်ပေါ့ပြီးကြလေးနဲ့ကြာတော့ပြီးကြအချင်းတိုင်းပြီးတော့အချင်းလေးနဲ့ကြာတောက်လို့ကောင်းတယ်ဗျာအစစ်တန်နေတော်တော်များတော့ဘူးတောက်လို့ကောင်းတယ်ဟေးမကြည့်လိုက်ပါတော့ကြိုက်ပါလေအဲကြောင့်မလို့ဒီဆန်းချောင်းမှာပေါ့နော်ဒီဟာကနာမည်ကြီးညာဗျာပြီးတော့လူငယ်တွေပဲဖွင့်လာဗျာထုတ်ပြီးတော့မိုက်တယ်ဗျာသူ့ရဲ့ဆိုင်ပုံစံမိသားလေးအားစားပေါ့နော်ရောက်ဘာပုံစံမျိုးလေးဖြစ်အောင်လဲလူငယ်ဘိုက်ကိုအပြည့်ပေးတဲ့ဆိုင်မျိုးလေးပေါ့နော်ကျွန်တော်တို့ဒီလုံးမလိုက်ကိုခံပြီးကြအောင်လုံးမလိုက်ချင်းဘယ်လိုရှိလဲဆိုတော့သူ့ရဲ့လုံးမလိုက်လဲတာမဟုတ်ဘူးဗျာဒီမှာဒီကောင်ပြင်းနေရပဲမကြည့်ဘူးပူနေရပဲပူပြီးတော့လေသိနေရပဲဟောဗာနဲ့တူရဲဆိုတော့လေကျွန်တော်တို့လေအိန္ဒိယမုတ်တွေလေအိန္ဒိယမုတ်မာလေးကြောင်းနဲ့မလိုင်လုံးအဖြူအောင်အလုံးတွေသိလားအဲ့လိုမျိုးအလုံးတွေဗျာအဲ့လိုမျိုးမလိုင်လုံးအဖြူတွေတော့ခြေဒီလိုအလုံးပေါ့နော်အဲ့လိုအလုံးတွေကိုလုံးနဲ့လောက်တာဆိုလို့လေဒါပေမဲ့တော့သိကြပါတော့ကြားလေးနည်းနည်းများသလားလို့ပေါ့နော်အချူလေးတော့နည်းနည်းများနေတယ်ဗျာကျွန်တော်ချူလေးနည်းနည်းရှော့လိုက်တော့ပိုကောင်းမှာပဲအဲ့ဒါကိုညာလေးနဲ့စားကြည့်အောင်ခွေဟောဒီလိုမျိုးမှပို့ပြီးတော့ဗျာစားလို့ကောင်းပါတယ်ဗျာအကျဉ်းရုံထုံနဲ့ထည့်လိုက်လို့ဒီချူလေးကနည်းနည်းပြည့်သွားပါတော့ဒီရဲထည့်လိုက်တော့ဒီတိုင်းထားရင်တော့ချူတယ်ဗျနောက်ခါကျရင်တော့အချိုးတော့ခိုင်းမှရမယ်
ဒီနေ့ review ပေးခဲ့တဲ့ဆိုင်ကတော့ကျွန်တော်တို့ဆိုင်ကောင်းလိုက်မှာရှိတဲ့ဘူးမစ်ပါဆိုတဲ့အာဟာရမလိုင်းတို့ပါလို့ဆိုင်မျိုးမှာပတ်စားခဲ့တာပေါ့နော်သူဈေးနှုန်းနဲ့သူရတာနဲ့ဆိုရင်တော့ကျွန်တော်ဒီဘက်ဆိုင်ကြောင်းမှာနာမည်ကြီးတာလည်းအတန်ပါပေါ့တကယ်လည်းကောင်းပါတယ်မစားကြည့်ရသေးဘူးဆိုတော့လာပြီးစားကြည့်ကြတော်တော်များများတော့စားဘူးပြီးတာပါစားပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်အခုကျွန်တော်တို့ထိုင်နေဘက်မှာဆိုတို့က coffee shop ပုံစံလေးပါ coffee bar ပုံစံလေးပါသူကထပ်ပြီးတော့ဖွင့်လိုက်ပြီးပါအခုဆိုလို့ရှိရင်ပေါ့နော်ပို့ပြီးတော့မိုက်သွားတာပါเนาะအဲ့တော့ကျွန်တော်တို့နောက် blog ဒီမှာလည်း full review တွေလည်းထပ်ပြီးကြိုက်ပြီးသွားပါအောင်မယ် okay ကျွန်တော်တို့နောက် blog မှာပြန်တွေ့ပါမယ်ကျွန်တော်တို့ကိုပိုင်ဖြစ်ပါလားကြာ okay see you